မိတ်ဆွေတို့အောင်မြင်မှုတားဆီးနေတဲ့စကား၅ခုကိုကျွန်တော်ဒီနေ့ဝေမျှပေးပါမယ်အားလုံးမင်္ဂလာပါကျွန်တော်နာမည်ပြေဖို့မှာ G1S ကနေကြိုဆိုပါရစေနံပါတ်1စကားပါလဲဆိုတော့ငါမလုပ်တတ်ဘူးကျွန်တော်တို့တစ်ခါတလေအလုပ်တစ်ခုခုအလုပ်တစ်ခုခုစမ်းလုပ်ရတော့မယ်ဆိုရင်ငါမလုပ်တတ်ဘူးဆိုတဲ့စင်ကျင်နဲ့မလုပ်တာမျိုးတွေလုပ်ဖို့စောင့်ဆိုင်နေရမျိုးတွေကျွန်တော်ရှိတတ်တယ်အဲ့လိုမျိုးကျွန်တော်တို့တွေးခေါ်လိုက်ပြီဆိုတဲ့နေရာနေစပြီးကျွန်တော်တို့ရဲ့အောင်မြင်မှုအတွက်ကျွန်တော်တို့လမ်းစာကိုရောက်ဖို့အတွက်ကျွန်တော်တို့ဝေးလာလိမ့်မယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့မွေးခဲ့တဲ့အောင်မြင်လာတာမဟုတ်ဘူး။ကိုလိုချင်တဲ့နေရာတစ်ခုရောက်တဲ့ခါကျမှသာအောင်မြင်ပါ။ကိုလိုချင်တဲ့နေရာတစ်ခုရောက်ဖို့အတွက်ကိုကျွန်တော်တို့မွေးခဲ့တဲ့ရောက်နေတာမဟုတ်ဘူး။ကျွန်တော်တို့အနေနဲ့ဒီကိုရောက်ဖို့အတွက်ကိုမတူညီတဲ့အလုပ်တွေလုပ်ရမယ်။ကျွန်တော်တို့တခါမှမလုပ်ဘူးတဲ့အလုပ်တွေလုပ်ရလိမ့်မယ်။အဲ့ခါကျရင်ကျွန်တော်မလုပ်တတ်ဘူးဆိုတာတွေကပါဟုတ်ပါလာမှာ။အဲ့တော့ငါမလုပ်တတ်ဘူးဆိုတဲ့စကားကိုဘယ်တော့မှမသုံးနဲ့။ငါလုပ်ကြည့်မယ်။ဒါကိုလုပ်တတ်အောင်ဘယ်လိုလုပ်မလဲဆိုတာကိုစဉ်းစားမယ်။ဒီလိုမျိုးတွေးခေါ်လေးနဲ့ကျွန်တော်တို့သွားဖို့လိုအပ်ပါတယ်နံပါတ်1စကားပါလဲဆိုတော့ငါဒီတိုင်းပဲတော့မိတ်ဆွေတို့ကြားဖို့လိမ့်မယ်ဒါပြောမှဆိုကျွန်တော်အတိမိတ်ဆွေတွေမှာတော့မှအဲ့လိုမိတ်ဆွေတချို့ရှိတာပေါ့နော်ငါဒီလိုပဲဘယ်သူမှငါ့ကိုလာပြောင်းလို့မရအောင်ငါပုံကဒီတိုင်းပဲငါပုံစံကိုဒီလိုနေငါအကြောင်းသိရတဲ့နဲ့အဲ့ဒီစကားတွေကြားဖို့လိမ့်မယ်မိတ်ဆွေတို့ဘယ်တော့ခါမှအဲ့ဒီစကားမျိုးမသုံးနဲ့ကိုယ့်ကိုဘာကြောင့်လဲဆိုတော့ကျွန်တော်ပြပြမယ်ကျွန်တော်တို့လူချင်းတဲ့ဘဝတစ်ခုပြောင်းရင်ခုနကတော့ပြောတဲ့အတိုင်းပေါ့နော်အောင်မြင်ခြင်းတဲ့ဘဝတစ်ခုပြောင်းတဲ့ခါကျရင်ကျွန်တော်တို့ကအမြဲတမ်းပြောင်းလဲရမယ်တိုးတက်ရမယ်ပြောင်းလဲတဲ့သူမှသာလေလူချင်းတဲ့ target တစ်ခုလူချင်းတဲ့အောင်မြင်မှုရောက်တယ်ဒီတိုင်းဆက်နေတဲ့သူကဘယ်တော့မှအဲ့နေအောင်မရောက်ဘူးအဲ့တော့ပြောင်းလဲတဲ့ဆိုကြတဲ့အောင်ငါပုံစံဒီလိုပဲဆိုလုံးဝပြောလို့မရဥပမာဆိုတော့ကျွန်တော်ဆိုရင်စကားပြောတာအရင်တော့ဆိုညံ့တယ်အခုလည်းအရင်တော်တဲ့လူတယောက်တော့မဟုတ်ပါဘူးဒါပေမဲ့အရင်တော့တော့ဘုကလတ်မနိုင်တော့ဘူးလို့ကိုယူဆလို့ရတော့เนาะကြိုးစားပြီးတော့ပြောနေပေါ့အဲ့တော့ငါပုံကဒီတိုင်းပဲဆိုတော့ပုံစံနဲ့အတက်နိုင်ဆုံးရအောင်ရုံထွက်ခဲ့တယ်ဘာလို့လဲဆိုတော့ဒီတိုင်းကြီးပဲဆိုတော့ငါပုံဒီကျွန်တော်လိုချင်တဲ့ဘဝတစ်ခုရောက်ဖို့အတွက်နောက်ကနေပြန်ပြီးတော့ဆွဲယူနေတယ်လို့ဖြစ်နေတော့အဲ့တော့ငါပုံကဒီပုံပဲဆိုတာမျိုးဘယ်တော့ခါမှမပြောပါနဲ့เนาะဒါနံပါတ်2စကားပါเนาะနံပါတ်3ချက်ကကျတော့ဗာလဲဆိုတော့ကျွန်တော်တို့တစ်ခါတလေပြောတတ်တယ်မင်းကပြောရင်တော့ဟုတ်တာဗောလွယ်တာဗောမင်းတကယ်လုံးကြည့်ရင်ခက်တယ်ဆိုတာမျိုးပြောပြီးတော့ကျွန်တော်တို့အသစ်ဆန်းတစ်ခုခုလုပ်ဖို့အတွက်နှောင့်နှေးတာတွေရက်တက်တာတွေဖြစ်တတ်တယ်အဲ့တော့မှန်ပါတယ်ပြောတာနဲ့လုပ်တာနဲ့ဆိုပြောတာလွယ်တယ်လုပ်ရတာခက်တယ်အထူးသဖြင့်ကျွန်တော်ဆိုရင်ဗီဒီယိုတွေတင်တယ်ကျွန်တော်ဗီဒီယိုထဲမှာဒီလိုလုပ်ရင်အဆင်ပြေတယ်ဒီလိုလုပ်ရင်အဆင်မပြေဘူးဒီလိုလုပ်ရင်မိတ်ဆွေတို့ဘာတိုးတက်နိုင်တယ်ဆိုပြီးကျွန်တော်အများကြီးပြောထားရှိတယ်အဲ့လိုပြောတဲ့အခါကျရင်ကျွန်တော်ပြောတာလွယ်တယ်ဒါပေမဲ့တကယ်လုပ်ချင်ခက်တယ်လို့လူတော်များများထင်ကြလိမ့်မယ်တကယ်တော့ကျွန်တော်ပြောသမျှဟာတွေအကုန်လုံးကကျွန်တော်လုပ်ဖူးပြီးသားအရာတွေပဲကျွန်တော်ပြောတာဖြစ်ပါတယ်အဲ့လိုမျိုးလုပ်ဖို့တော့ကျွန်တော်အများကြီးစူးစမ်းခဲ့ရတယ်တကယ်လည်းခက်ခဲခဲ့ပါတယ်ဒါပေမဲ့ပြောရလွယ်တယ်လုပ်ရခက်တယ်ဆိုတဲ့စင်ကြင်နဲ့တော့ကျွန်တော်ရက်တက်နေခဲ့ခြင်းမရှိဘူးအတက်နိုင်ဆုံးစူးစမ်းခဲ့တယ်ဒါကြောင့်မလို့လက်ရှိအနေထားတစ်ခုရောက်လာခဲ့တာဖြစ်ပါတယ်ဒါကြောင့်မိတ်ဆွေတွေလည်းဘယ်တော့မှပြောရလွယ်တယ်လုပ်ရခက်တယ်ဆိုတာမျိုးမပြောဘဲနဲ့လုပ်ရတော့ခက်တယ်ဒါပေမဲ့လုပ်ကြည့်မယ်နီးလန်းတော့ရှိတယ်အဲ့လိုမျိုးစဉ်းစားပြီးဖို့တိုက်တွန်းလိုပါတယ်နံပါတ်4စကားကဘာလဲဆိုတော့တခုခုဖြစ်ပြီဆိုရင်သူများကိုအပြစ်တင်နေတာသူ့ကြောင့်ဒီလိုဖြစ်တာဒီအကြောင်းအရာကြောင့်နိုင်ငံကိုခင်မမီလို့နိုင်ငံကိုမတိုးတက်လို့ငါတို့ညံ့နေတာပညာရေးမကောင်းလို့ငါတို့မတော်တာဒါမျိုးစသဖြင့်ကျွန်တော်တို့သူများကိုလွှဲချတတ်ပါတယ်တခုခုဆိုရင်ပေါ့နော်အဲ့တော့ဒီမှာမိတ်ဆွေတို့ကျွန်တော်ကြံပေးလို့တာကဘာပဲဖြစ်ဖြစ်ဘယ်အကြောင်းအရာပဲဖြစ်ဖြစ်အားလုံးကကိုယ့်ကြောင့်ဖြစ်ပါတယ်အောင်မြင်လဲကိုကြောင့်မကြာရှုံးလဲကိုကြောင့်ပဲဘယ်သူကြောင့်မှမဟုတ်ဘူးအဲ့တော့အမြဲတမ်းသူများကြောင့်ဆိုတာကိုဘရောမှမပြောနဲ့တခုခုဖြစ်လာရင်ကိုကြောင့်ကိုက100%တာဝန်ယူမှုတာဝန်ခံမှုရှိရမယ်ကိုဘဝအတွက်ဒါမှလည်းကိုဘဝတိုးတက်မှာဖြစ်ပါတယ်ဒါနံပါတ်4စကားပေါ့နော်နံပါတ်5စကားကျတော့ဗာလဲဆိုတော့တကယ်လို့မအောင်မြင်ခဲ့ရင်ဘယ်လိုလုပ်မှာလဲဒီလိုစမ်းကြည့်လို့တခုခုဖြစ်သွားရင်ဘယ်လိုလုပ်မှာလဲဆိုတော့စိုးရိမ်တာပေါ့အဲ့တော့ကျွန်တော်တို့ဘယ်ရာမှလုံးဖြစ်မယ်မလုံးဖြစ်ဘူးဆိုတာကမလုံးမချင်းမသိဘူးလုံးကြည့်မှသိတာလုံးကြည့်ရင်တော့မှဆဆလုံးကြည့်ခြင်းဆိုရင်မအောင်မြင်တာမျိုးအများကြီးဖြစ်တတ်တယ်ဒါကြောင့်မို့လို့ကျွန်တော်တို့ဆန်းလုံးကြည့်အစင်ပြေလားမပြေလားကြည့်အစင်မပြေဘူးဆိုတော့ညာလေကျွန်တော်တို့ထက်ခကြိုးစားရတာမျိုးရှိပါတယ်ဒါကျွန်တော် story တော်တော်များများကြောင်းမှာပါဘယ်အရာမှတစ်ခုတစ်ခေါက်တည်းမရအောင်နှစ်ခေါက်သုံးခေါက်ထက်ကလုံးနေတာမှဖြစ်လာဖြစ်တဲ့ကြောင့်မအောင်မြင်ဘယ်လိုလုပ်မှလဲဆိုတော့စကားမျိုးဖြစ်နိုင်မပြောပါနဲ့
အောင်မြင်အောင်ဖြစ်အောင်လုပ်ကိုလုပ်ရမယ်လို့တွေးခေါ်ဖို့ကျွန်တော်တိုက်တွန်းလိုပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်ကျွန်တော်နာမည်ပြေဖုံးမှာ GOS ကကြိုဆိုပါတယ်ဒီလိုမျိုးဗီဒီယိုလေးတွေဆက်လက်နားထောင်ကြည့်နေဆိုရင်တော့ကျွန်တော် page ကို CFS လောက်ထားပေးဖို့တိုက်တွန်းလိုပါတယ်ဒီကလိုမျိုးဆိုလို့ရှိမှဒီထက်ပိုကောင်းတဲ့ idea လေးတွေရှိရဆိုရင် comment မှာဝေမျှခဲ့လို့ရပါတယ်အားလုံးဖိတ်ခေါ်ပါတယ်